နှစ်ထောင်ပေါင်းများစွာအိမ်အောင်မပြုတ်ခဲ့ဘူးသောငွေဘရင်ကုရှိရဲသည်တနေ့တွင်နတ်ရွေမျိုးနွယ်တစ်ခုလုံးကိုတုံ့လို့သွားစေမိအမိန့်တော်တရက်ထုတ်ပြန်လိုက်သည်သူ၏ငွေမီဖျားလောင်းကိုမူမျိုးရိုးမှသာရွေးချယ်မိဟုသောသတင်းကြောင့်မူအိမ်တော်တစ်ခုလုံးလှုပ်ခတ်သွားခဲ့သည်မူအိမ်တော်တွင်တရားဝင်သမီးနှစ်ယောက်ရှိသည်အကြီးသမီးမူရှိမှတန့်စင်သောငွေနီသွေးမျိုးဖြစ်ပြီးအငယ်သမီးမူဝမ်ကတော့နှစ်တစ်ထောင်လျင်တစ်ကြိမ်သာပေါ်ထွန်းတတ်သောရှားပါးမေဖြူသွေးမျိုးဖြစ်သည်ထို့ကြောင့်ငွေမီဖျားရာထူးသည်ညီမနှစ်ယောက်အနက်တစ်ယောက်၏လက်ထဲသို့ရောက်ရှိမည်ဟုလူတိုင်းယုံကြည်ထားကြသည်သို့သောမူဝမ်သာတည်ထားသောလျှို့ဝှက်ချက်တစ်ခုရှိနေခဲ့သည်ဒါဟာသူမ၏တတိယအကြိမ်မြောက်ဘဝဖြစ်သည်ပထမဘဝတွင်မူဝမ်သည်ငွေဘရင်၏အကြိုက်ကိုစုံစမ်းခဲ့ပြီးပန်းပြာရောင်ဝတ်စုံကိုရွေးချယ်ဝတ်ဆင်ကရွေးချယ်ပွဲသို့တက်ရောက်ခဲ့သည်သူမကိုမြင်သည်နှင့်ငွေဘရင်ကချက်ချင်းရွေးချယ်လိုက်သည်အဲဒီနောက်မူဝမ်သည်နတ်ရွေမျိုးနွယ်တစ်ခုလုံးအားကြရသောငွေမီဖျားဖြစ်လာခဲ့သည်လက်ထပ်ပြီး၃နှစ်အတွင်းငွေဘရင်ကသူမကိုအလွန်ချစ်မြတ်နိုးခဲ့သည်သုံးလောကရှိယတနာဖိုးတန်သမျှကိုသူမရှိသို့ယူဆောင်လာပေးခဲ့ပြီးလူတိုင်းကလည်းမူဝမ်ကိုတမိုင်းတစ်လျှောက်အချစ်ခံရဆုံးငွေမီဖျားဟုချီးကျူးပြောဆိုခဲ့ကြသည်သို့သောထိုအရာအလုံးသည်လှည့်စားမှုတစ်ခုသာဖြစ်နေခဲ့သည်တနေ့တွင်ငွေဘရင်၏မျက်နှာပေါ်မှအချစ်များပျောက်ကွယ်သွားပြီးအေးဆက်သောတက်ဖြတ်လိုစိတ်သာကြံရှိတော့သည်မင်းကငါရှာနေတဲ့သူမဟုတ်ဘူးထိုစကားတစ်ခုနှင့်အတူမူဝမ်၏ကဘာကြီးပြိုကွဲသွားခဲ့သည်ငွေဘရင်သည်သူမကိုအရေးခွန်ခွာရန်အယိုးချိုးရန်အမိန့်ပေးခဲ့ပြီးမူမျိုးရိုးတစ်ခုလုံးကိုပါဆာလာဖာမီးဖြင့်မျိုးဖြုတ်တုတ်တင်ရန်ဆုံးဖြတ်ခဲ့သည်အဲဒီလိုနဲ့မူဝမ်၏ပထမဘဝအဆုံးသတ်သွားခဲ့သည်ဒါပေမဲ့ကံကြမ္မာကသူမကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့သည်ဒုတိယဘဝသို့ပြန်လည်မွေးဖွားလာချိန်တွင်မူဝမ်သည်အရင်ဘဝ၏အမှတ်တရအားလုံးကိုပြန်လည်ရရှိခဲ့သည်ဒီတစ်ခေါက်မှာတော့ငွေမီဖျားမဖြစ်ဖို့ဆုံးဖြတ်လိုက်သည်ပန်းပြာရောင်ဝတ်စုံကိုမဝတ်တော့ဘူးငွေဘရင်နှင့်မပတ်သက်တော့ဘူးဒါဆိုရင်မိသားစုကိုကယ်တင်နိုင်မယ်လို့သူမထင်ခဲ့သည်